ဒီလူဟာပြင်မှာအမေလိုက်နေတာဖြစ်ပါတယ်ရုတ်တရက်သူ့ရဲ့လက်ကွင်းပြင်ကိုအချက်ပြလိုက်နောက်ဆက်ဆက်အများပြားနဲ့ဝိုင်းရံထားတာကိုသူသတိပြုမိလိုက်တယ်သူဟာအနေရကိုချက်ချင်းရေးမိလိုက်ပါတယ်မကြမီမှာပဲမော်တော်ယာဉ်လေးစီးဟာသူ့စီအရှိန်ပြည့်နဲ့မောင်းနေလာခဲ့ကြတယ်နစ်ကအင်စီအမြင်ပြေးသွားပြီးမိသားစုစီသတိပေးအောင်ဟစ်ခဲ့တယ်သူကသတိပေးတဲ့နဲ့ပြစ်ခတ်ခဲ့ပေမဲ့မိသားစုကတော့သူပုံမှန်တိုင်းအမေလိုက်နေတာပဲလို့ထင်မှတ်ခဲ့ကြတယ်အဲ့ဒီအချိန်မှာတိုက်ခိုက်သူတွေဟာလက်ကွင်းပြင်နဲ့အတင်းဝင်ရောက်လာခဲ့ကြပြီးနစ်စီတင်းနဲ့စတင်ပြစ်ခတ်ခဲ့ကြတယ်နစ်မှာပြန်လဲတိုက်ခိုက်ရုံမှလွဲအခြားရေးချက်စရာမရှိတော့ပါဘူးပြင်းထန်တဲ့တင်းနဲ့တန်တွေကိုကြားရတာကြောင့်သူ့မိမကရဲစီဖုံးဆက်ဖို့ဖုံးတွေကိုယူလိုက်ပေမဲ့လိုင်းချက်ပြမှုတွေဟာပိတ်ဆို့ခံထားရပြီးဖြစ်ပါတယ်ဒီလူမိုက်တွေဟာလက်နက်ပြည့်စုံကိုင်ဆောင်ထားကြတာကြောင့်နစ်တယောက်တည်းတားဆီးဖို့မဖြစ်နိုင်ခဲ့ပါဘူးသူကမိသားစုကိုအပေါ်ထက်စီချက်ချင်းအကာအကွယ်ယူဖို့ပြောလိုက်ပြီးသူကတော့ကြီးစံမြန်ဖြစ်ကအောက်ထပ်မှာကြံရစ်ခဲ့တယ်ပြင်းထန်တဲ့ပြစ်ခတ်မှုဖြစ်ပွားပြီးနောက်လူမိုက်တွေဟာအင်ကိုချက်ချင်းဝိုင်းရံလိုက်ကြတယ်သူတို့ဟာရှေ့တကားကိုအတင်းရိုက်ခွဲဝင်ရောက်ခဲ့ကြတယ်နစ်ကမိဖို့ချောင်းနဲ့ပြေးဝင်သွားပြီးဘန်ကန်ခွဲရောက်အားလုံးကိုကျမ်းပြင်ပေါ်ရိုက်ခွဲလိုက်တယ်လူမိုက်တွေဟာကျမ်းပြင်ပေါ်ကဘန်ကန်ခွဲဆက်တွေကိုလုံးဝသတိမထားမိပဲအိမ်ထဲမှာရှာဖွေခဲ့ကြတယ်အဲ့ဒီတော့တွင်လူမိုက်တယောက်ဟာအပေါ်ထက်စီသွားခဲ့ပြီးတကားကိုတွန်းဖွင့်တော့မဲ့အချိန်မှာပဲနစ်ရဲ့မိမကခလုတ်ကိုချက်ချင်းဆွဲလိုက်ပါတယ်တင်းနဲ့တန်ကြောင့်အခြားလူမိုက်တွေရဲ့အာယုံစူးစိုက်မှုကိုလည်းဆွဲဆောင်လိုက်တယ်လို့ဖြစ်သွားခဲ့တယ်သူတို့ဟာအခန်းထဲအတင်းဝင်ရောက်လာခဲ့ကြတယ်နစ်ကအမောင်ရိတ်ထဲကနေအံ့အားသင့်ဖွယ်တိုက်ခိုက်မှုကိုစတင်ဖို့အခွင့်အရေးယူလိုက်တယ်ကောင်းကောင်းဆောင်ဟာစစ်ရှိမှုလုံးဝကုံဆုံးသွားခဲ့ပြီးအပြည့်အဝတိုက်ခိုက်ဖို့မိန့်မာလိုက်ပါတယ်နစ်ကအမောင်ရိတ်ထဲကနေအံ့အားသင့်ဖွယ်တိုက်ခိုက်မှုကိုစတင်ဖို့အခွင့်အရေးယူလိုက်တယ်ကောင်းကောင်းဆောင်ဟာစစ်ရှိမှုလုံးဝကုံဆုံးသွားခဲ့ပြီးအပြည့်အဝတိုက်ခိုက်ဖို့မိန့်မာလိုက်ပါတယ်နစ်ကအကာအကွယ်ယူဖို့အပေါ်ထက်စီဆုတ်ခွာခဲ့တယ်မိသားစုဘေးကင်းကင်းရှိနေတာကိုတွေ့ရတဲ့အခါသူစိတ်နှဲငယ်အေးသွားခဲ့တယ်သူကအလေကားထိပ်မှာခိုင်မာတက်ဆွဲထားစဉ်မိသားစုကိုပြတင်းပေါက်ကနေထွက်ပြေးစေခဲ့တယ်ခေါင်းကောင်းဆောင်ကစုံစမ်းစစ်ဆေးဖို့လူတွေကိုအပေါ်ထက်စီဆေးလွတ်ခဲ့တယ်လူမိုက်တယောက်ခေါင်းပြလိုက်တာနဲ့နစ်ကသူ့ကိုပြစ်ခတ်ရှင်းလင်းလိုက်တယ်နစ်ကြီးစံဖြစ်နေစဉ်မှာပဲလူမိုက်တွေဟာအမြန်တိုက်ခိုက်မှုပြုလုပ်ပြီးသူ့ကိုပြစ်ခတ်မှုနဲ့ဖိအားပေးခဲ့ကြတယ်ဒါပေမဲ့သူ့ရဲ့နှစ်ရှည်လများတိုက်ပွဲအတွေ့အကြုံကိုအသုံးပြုပြီးနစ်ကလူမိုက်အများစုကိုပြစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်ခေါင်းကောင်းဆောင်ကဒေါသကြီးနဲ့လက်ပစ်ပုံတစ်လုံးပစ်ပေါက်လိုက်ပေမဲ့နစ်ကအချိန်မီရှောင်ရှားနိုင်ခဲ့တယ်ပောက်ကွဲတန်ကြောင့်ကင်းလက်ရဲရရှိတယောက်အခင်းဖြစ်ပွားရာနေရာစီရောက်ရှိလာခဲ့တယ်လူမိုက်တယောက်ကသူ့ကိုတွေ့ရှိသွားပြီးတိုက်ခိုက်ခဲ့တယ်ထိတ်လန့်သွားတာကြောင့်ရဲရရှိဟာကားကိုအမြန်နောက်ဆုတ်ခဲ့ပေမဲ့လူမိုက်တွေကဆက်လက်ပစ်ခတ်ခဲ့ကြတယ်ရဲရရှိကတင်းနဲ့ထုတ်ပြီးအသက်လူကပြန်လဲပစ်ခတ်ခဲ့တယ်အဲ့ဒီတော့တွင်နစ်ခါနောက်တကားကနေထွက်ပြေးလွတ်မြောက်သွားခဲ့တယ်သူတို့နှစ်ယောက်ဟာလူမိုက်အများစုကိုအမြန်ဆုံးပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြတယ်ကံမကောင်းစွာနဲ့ပဲရဲရရှိတင်းနဲ့မှန်သွားခဲ့ပြီးလူမိုက်တွေဟာနစ်စီနောက်တစ်ချိန်ပစ်ခတ်မှုကိုစူးစီးလိုက်ကြပြန်တယ်အရေးကြီးတဲ့စက္ကန့်မှာပဲနစ်ရဲ့မိမဟာကားနဲ့ရောက်ရှိလာခဲ့တယ်နစ်ကကားပေါ်အမြန်တက်လိုက်ပြီးသူတို့အချိန်ပြင်းပြင်းနဲ့မောင်းထွက်သွားခဲ့ကြတယ်လူမိုက်တွေကနစ်ရဲ့ကားကိုတိုက်မိအောင်ပြုလုပ်ရင်ကားတွေနဲ့ချက်ချင်းလိုက်လံဖမ်းဆီးခဲ့ကြတယ်နစ်ကလီဘာကိုအပြင်းနှင်းလိုက်ပြီးစတီယာရင်ဘီကိုရုတ်တရက်ဆွဲလိုက်ကပင်မလန်းမကြီးပြင်စီထွက်လိုက်တယ်အဲ့ဒီနောက်ဘရိတ်ကိုအပြင်းထန်အုပ်လိုက်တယ်နစ်ကကားတွေကထွက်လာပြီးရှေ့စီတင်းနဲ့ချင်းရွက်လိုက်တယ်တတိမထားမိလိုက်တဲ့လူမိုက်တွေဟာတယောက်ပြီးတယောက်အမြန်ဆုံးပစ်ခတ်ခံလိုက်ရတယ် Fuck you. My daughter, where is she? နစ်ခါသူ့ရဲ့အငယ်ဆုံးသမီးလေးကိုမက္ကစီကိုမူရရစာတယောက်ကပြန်ပေးဆွဲသွားကြောင်းစုံစမ်းတွေ့ရှိခဲ့တယ်လူမိုက်အားလုံးကိုရှင်းလင်းပြီးနောက်နစ်ကမိမနဲ့သမီးကိုကားမောင်းထွက်သွားစေခဲ့တယ်သူကရဲဘော်ဟောင်းတယောက်စီဖုံးဆက်လိုက်ပါတယ်မကြာမီအဲ့ဒီရဲဘော်ဟာလက်နက်အမြောက်များနဲ့ရောက်ရှိလာခဲ့တယ်အဲ့ဒီရဲဘော်ကနစ်နဲ့အတူကယ်ဆယ်ရေးစစ်စင်ရေးမှာပါဝင်ဖို့ဆုံးဖြတ်လိုက်တဲ့မောင်မိုက်မှုကိုအကာအကွယ်ယူပြီးသူတို့ဟာမူရရစာကြီးစံအိမ်ထဲစီခိုးဝင်သွားခဲ့ကြတယ်အဆောင်အားလုံးကိုရှင်းလင်းဖို့သူတို့တမိနဲ့ပဲအချိန်ယူခဲ့ရပါတယ်တင်းနဲ့တန်ကိုကြားရတဲ့အခါမူရရစာကအကူအညီတောင်းဖို့ပြပြဖုံးဆက်ခဲ့တယ်ဒါပေမဲ့နစ်ခါသူ့နောက်မှာရောက်ရှိနေပြီဖြစ်ပါတယ် Don't move. Drop it. နောက်ဆုံးမှာတော့မူရရစာဟာပြစ်ခတ်ခံလိုက်ရပြီးနစ်ခါတမိဖြစ်သူကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတော့တယ်